Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြင်လာတဲ့မိုးရီရွာနေပါတော့အဲ့တော့ကျွန်တော်ဒီနေ့ PC တစ်ခုထပ်ပြီးချင်းရတယ်ပါနော်အတစ်ထပ်ဝယ်ရဲဆိုတော့အဲ့ဒါဘာလေးဖြစ်နေလဲဆိုတော့ကျွန်တော်ဒီ unboxing လုပ်ပါတော့ကျွန်တော်နောက်မှာ PC ရောက်နေပါပြီဒါလည်းဘာလေးဖြစ်နေလဲပေါ့နော်အဲ့တော့အားလေးဆိုတော့ချက်ထုတ်ကြည့်လိုက်နော်ဆောက်ကလေးဖြစ်ပါတယ်ကျွန်တော်အရင်ကကျွန်တော်ကဟိုတုံးတယ်ပေါ့နော်ဒီ Scarlett Focusrite Scarlett 2 line 2ပေါ့နော်တက်ချန်တော့တယ်ပေါ့နော်အခုကျွန်တော်အဲ့ဒါကိုနောက်ထပ် update ထပ်လုပ်တာပေါ့နော်ဒါလဲဆိုတော့ Scarlett ပေါ့နော်ဒီ 4gen 4i4 ပေါ့နော်၄ line ဝင်၄ line track ဆောက်ကလေးဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးတောင်းဝယ်ခဲ့တယ်ပေါ့နော်အဲ့တော့တစ်ချက်ကျွန်တော်ဖွင့်ပြတယ်ပေါ့နော်ဒီထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်ချက်ပြအောင်လေအဲ့တော့ကျွန်တော်ဒီဖတ်ရအောင်ခေဟုတ်ပြီကျွန်တော်စပါမယ်နော်ကျွန်တော်ဆိုင်မှာတော့နည်းစစ်ခဲ့တယ်ပေါ့နော်ဟုတ်လို့ဟုတ်ပြီဒီမှာစောင်းခဲ့ပါနော်ဒါတော့ဟောပါနော်ကျွန်တော်ဒါတော့ cable ဖြစ်မယ်ပေါ့နော်ဒါပဲဒါ type C တို့ဒီဘက်ကဟော USB ပေါ့နော်အဲ့ပြီးတော့ဒါစောင်းခဲ့ပါနော်ဟုတ်ပါနော်ဒါတော့စောင်းခဲ့ဖြစ်ပါတယ် full line full ပေါ့နော်ကျွန်တော်လက်ရနေနေချင်နော်ဒါနောက်ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော် medium out ပါတယ်နောက်ဒီဘက်မှာ power jack ရဲ့တစ်ပေါက်ပါတယ်ပေါ့နော်နောက်ပြီးရင် USB အပေါက်လေးတစ်ပေါက်ပါတယ်ပေါ့နော်ဒါရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာoutput က၄ line ပါတယ်ပေါ့နော် output ၄ line ပါတယ်ဒီဘက်မှာ input ကလည်းဒီလို TRS အပေါက်2ပေါက်ပါတယ်နောက်ပြီးဒီရှေ့မှာလည်းကျွန်တော်ဒီ HDMI TRS ကိုနှစ်ခုလုံးကျွဲတုံးရတဲ့ဟာပေါ့နော်ဒီလိုပေါ့လေးနှစ်ခုပါတယ်ပေါ့နော်နောက်တစ်ခုဒီမှာကျွန်တော်တို့ဒီက function အသစ်တွေလည်းပါတယ်ပေါ့နော်ဒီမှာ save mode တွေနောက် auto ဒီ gain တွေကို auto ထားတဲ့ mode တွေအဲ့ဒါတွေလည်းပါတယ်ပေါ့နော်ကျွန်တော် review ဖတ်ထားတဲ့ပုံစံရပါတော့ဒီမှာ 40 ပါတယ်နောက်ပြီးရင်ဒီမှာကျွန်တော်တို့ save mode ပါတယ်နောက် air mode မှာဆိုရင်ကျွန်တော်တို့ကဒီ drive နဲ့ရောထားတဲ့ဟာဒီမှာ function 2မျိုးပါတယ်ပေါ့နော်အဲ့ဒါလေးပါပါတယ်နောက်ထပ်ဒီမှာ MIDI controller ပေါက်လေးတွေပါတယ်ပေါ့နော်ကဲတော့ကျွန်တော်ကျိုးရယ်စောင့်ခဲ့ရပေါ့နော်နောက်ပြီးတော့ပါမလဲဆိုတော့ဒါတော့ power jack ဖြစ်မယ်တင်နော် power jack တော့ခေါင်းလေးပါတယ်ပေါ့နော်ဒါတော့3 pin ခေါင်းလေးပေါ့နော်3 pin ခေါင်းပါတယ်2 pin ခေါင်းပါတယ်နောက်ဒါတော့ adapter ကျိုးပေါ့နော်ကျိုးဖြစ်ပါတယ်နောက်ဒါတော့ဒီကက်လာပေါ့နော်ဒါတော့အပိုးထည့်တာပဲလေဒီပါအဲ့ဒါနဲ့တိုက်ရတာဘာမှမရှိတော့ဘူးเนาะတုံးသွားပါပြီတော့အဲ့ဒီပါလဲဆိုတော့ကျွန်တော်ဒါပါပါတယ်သူရဲ့ data လေးပါတယ်ပေါ့နော်နောက်ပြီးကျွန်တော်ဒီကျူးလေးပါတယ်ဒီခေါင်းလေးလည်းပါတယ်ပေါ့နော်တက်မြောက်ပြီကျွန်တော်တက်လိုက်ပါနော်ထိုးလေးပါကျိုးရင်းနဲ့ဆင်းကြည့်မယ်နော်ကဲအခုတော့ကျွန်တော်တက်ဆင်ပြပါပြီပေါ့နော်တက်ဆင်တဲ့အခါမှာကာလာလေးကတော်တော်လေးလှတယ်ပေါ့နော်ဒီမှာ LED မီးလေးနဲ့အဲ့လိုလေးပါတယ်ပေါ့နော်ဒီမှာဒါဆိုရင် select ရွေးရပါတော့ 1 2ကိုရွေးရရတယ်နောက်ဒါဆိုရင် audio ပေါ့နော်ဒီမှာဆို save mode air ဆိုရင် air mode air 1 air 2စသဖြင့်ပေါ့နော်ဒီမှာ48 volt ပါတယ်ဒီမှာဒါဆို output ဒါဆိုရင်2ချက်ဟောပါနော်ကဲဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်နောက်နေ့မှပြန်ဆက်တင်ပေးမယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်